ဟိုတဟူးနံအားကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုတချင်းဆိုနေ show တွေမှာ TikTok တခွင်မှာ Amy ပရိသတ်တွေကစိတ်မဆိုးနဲ့ဦးလို့ဒါမီဒီယာမေးလို့ဖြေရတာလို့ပြောချင်ပါတယ်ရေကိုတန်းတော့ငငယ်တည်းကအိမ်မဲဖြစ်တဲ့အတွက်ညီမရုပ်ရှင်ဆိုတာနဲ့တက်ကြွနေတယ်ပေါ့နော်အဲ့ဒီရေကိုတန်းတိုင်းမှာပဲရှင်အမီအခုတက်နေရတော့3နှစ်ရှိသွားပါပြီဆိုတော့3နှစ်စလုံးကတော့ဒီရေကိုတန်းတိုင်းမှာပဲအရန်ကိုကျင်းနေပြီးတော့မှကိုယူစွာနဲ့တက်ဖြစ်တာပါရှင်ဟိုတဟူးနံအားကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုတချင်းဆိုနေ show တွေမှာ TikTok တခွင်မှာ Amy ပရိသတ်တွေကစိတ်မဆိုးနဲ့ဦးလို့ဒါမီဒီယာမေးလို့ဖြေရတာလို့ပြောချင်ပါတယ်မှန်ကန်သွားပြီလို့ပြောရမှာပါဘာလဲဆိုတော့ရှင်းနေတော့ကျတော့ Amy ကကရမီက2လပိုင်းထဲမှာ Amy က1လပိုင်း16တည်းကကြိုပြီးတော့မှဟောက်ခဲ့တဲ့ဟာမှန်ခဲ့တယ်ပေါ့နော်ဒီနေ့ကျတော့ပရိသတ်က Amy ကိုအနုပညာရှင်တယောက်အနေနဲ့ပဲမြင်ချင်တယ်ဆိုတော့ပရိသတ်တဖန်မွေးဖွားပေးလိုက်တဲ့ Amy ဇန်လေးဖြစ်နေပါပြီလို့ဟုတ်အနုပညာလှူရှားမှုကတော့ net show တွေကိုတောက်လျှောက်ပေါ့နော်မနေ့ပြန်နေစပြီးမအားတော့ပါဘူး။ net show တွေတောက်လျှောက်ဆိုရတယ်ပြီးလို့ရှိရင် Amy ရဲ့ထုတ်လို့ရေးလိုင်စင်လေးလည်းရသွားပြီပေါ့နော်ဆိုတော့ဘယ်လိုများပရိသတ်ကိုသင်ခန်းစာလေးပေးနိုင်တဲ့ပရိသတ်ကိုရင်ထဲကိုရောက်မဲ့ဇာတ်ကားလေးတွေကိုလူငယ်ပိသားစွာနဲ့ Amy ပုံဖော်ချင်ပါတယ်။ Amy က engineer ကိုမှစော့ပစ်ပြီးတော့မှဒီလောကကြီးကိုဇုံဝင်ထားတဲ့ရင်းနှီးမှုပုံများတယ်လေဆိုတော့ Amy အကောင်းဆုံးလုပ်ပြချင်ပါတယ်ရှင်အခုလိုမျိုးနယ် show တွေမှာတွေ့တဲ့နယ်ပရိသတ်တွေရောမြို့ပေါ်မှာဆိုတဲ့အချိန်တွေ Amy ကိုအမြဲတမ်းချစ်ပေးသလိုမျိုးနောက်ထပ် Amy ရဲ့ဖန်တီးမှုလေးကိုလည်းအားပေးပါလို့အခုထက်မကလည်းမေတ္တာတွေအများကြီးရချင်ပါတယ်လို့ပြောချင်ပါတယ်